အခုတလောနာမည်ကြီးနေတဲ့ဂျပန်မှာစတော်ဘယ်ရီအတီးစိုက်ပျိုးရေးအကြောင်းကို87 39နဲ့40ကျောင်းမှာရှိတဲ့စာကူရာမန္တလေးကျောင်းခွဲတွင်စုံစမ်းနိုင်ပါပြီရှင်။ရန်ကုန်၊တောင်ကြီး၊ပခုက္ကူနဲ့မော်လမြိုင်မြို့တွေအပြင်အွန်လိုင်းကနေလည်းတက်ရောက်နိုင်ပါတယ်။ဂျပန်စာအောင်လက်မှတ်မလိုအပ်တဲ့ trainee visa စိုက်ပျိုးရေးအလုပ်တွေအားဆိုရင်စာကူရာကျောင်းရဲ့လူကြိုက်အများဆုံးနဲ့အင်တာဗျူးအောင်ချက်အကောင်းဆုံးတွေမှာပါပါတယ်။ဒါအပြင်ကိုက M4 ရောတိုးခုတေးအောင်လက်မှတ်ရောရှိထားမယ်ဆိုရင် trainee တက်လာစာပိုကောင်းတဲ့အပြင်ကာလတူစိုက်ပျိုးရေးလုပ်ငန်းတွေကိုပါရွေးချယ်နိုင်ခွင့်ရမှာဖြစ်ပါတယ်။အားသာချက်အနေနဲ့ဂျပန်ကိုတိုးခုတေးစိုက်ပျိုးရေးကာလတူနဲ့သွားပြီးဟိုရောက်မှာမိမိကြိုက်တဲ့ရာအလုပ်မျိုးစာကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဂျပန်ကိုလည်းမြင်မြင်ရောက်ခြင်းနဲ့ဂျပန်စာကိုလည်းစူးစမ်းတင်ယူခြင်းနဲ့ဆိုရင်တော့မလေးကျောင်းခွဲမှာညဆက်ချက်ဝိုင်းတွေကိုစီစဉ်ပေးထားတာကြောင့်လေးမှတင်ခဲ့တဲ့စာတွေကိုညဘက်မှာပြန်လည်လေ့လာပြီးပိုကောင်းသောအနာဂတ်နဲ့တင်ရဲ့အိမ်မက်ကိုတကယ်လက်တွေ့အကောင့်တွေပေါ်လိုက်ပါရှင်။မန္တလေးကျောင်းခွဲရဲ့လိပ်စာကတော့87 39နဲ့40ကျောင်းမှာဖွင့်လှစ်ထားတဲ့အပြင်နေကလက်တက်ခြင်းတဲ့သူများအတွက်ယောက်ျားလေးအဆောင်မိန်းကလေးအဆောင်တွေရောစီစဉ်ပေးပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။